ဆရာလေတွင်းသားစောချစ်ကဘာပြောလဲဆိုတော့အချစ်ဆိုတာစေတနာတဲ့ကြည့်ပါအောင်ဗျာဘလောက်တောင်တိမ်မွေ့လိုက်တဲ့စကားလုံးမျိုးလေသူကြိုက်တတ်တာလေးတွေကိုတွေ့ရင်သူ့ကိုချက်ချင်းသတိရမိသွားတာမျိုးကလည်းချက်ချင်းမြတ်တာပဲတဲ့ပန်းထားတဲ့ပန်းနီနီနေရခဏလေးတင်သည်ကျင်လာသူလေးလာဖို့စံကုန်ကြိုးစားသည်ရင်မဒီလောက်ချစ်ပါသည်သူပြောတော့မြဲတွေ့ခြင်းသည်သူရဲ့ဖြစ်နေရှိနေတတ်သူစင်များနဲ့ပနနီနီနေရခဏလေးတင်သည်ကျင်လာသူလေးကလေးမထီဖို့ကိုကြိုးစားသည်ရင်မဒီလောက်